အင်္ဂလိပ်စကားအရင်ပြောတတ်ခြင်းနဲ့ English speaking class တွေတက်တဲ့ online ရနေလဲအင်္ဂလိပ်စာသင်တယ်။ဒါပေမဲ့လူများနဲ့စကားပြောတဲ့အခါမှာရွာလေတိုင်ပတ်နေရမျိုးတွေဖြစ်ပူကြတယ်ဟုတ်။အလေးအထားမရှိရင်အလေးအကျင့်မရှိဘူးဆိုတဲ့အတိုင်းပဲခုကြည့်နေတဲ့မိတ်ဆွေတို့ကအင်္ဂလိပ်စကားပြောကိုအာသွက်ရှာသွက်နှုတ်သွက်လက်သွက်နဲ့ပြောတတ်ခြင်းနဲ့ဆိုလို့ရှိရင်နော်မိတ်ဆွေတို့ကိုယ်တိုင်က English စကားပြောကိုနေ့စဉ်လုပ်နေကြလုပ်ငန်းတွေလိုမျိုးပဲကိုကနေတိုင်းပုံမှန်ပြောပြီးတော့မှအလေးထားလုပ်ပြီးမှရပါမယ်။အလေးထားဖြစ်သွားပြီဆိုရင်အလေးချင်းဆိုတာကသူ့အလိုလိုဖြစ်သွားမှာပါပြောပါများရင်ပြောရဲလာလိမ့်မယ်လေ့ကျင့်ပါများရင်ပို့ပြီးတော့မှကောင်းလာလိမ့်မယ်အိမ်မှာတယောက်တည်းလေ့ကျင့်လို့လည်းရတယ်ဒါမှမဟုတ်အဖွဲ့အစည်းနဲ့တငယ်ချင်းတွေနဲ့လည်းမိတ်ဆွေရအတူတူလေ့ကျင့်လို့ရပါတယ်များပြောလေ့ကျင့်ရင်မြန်ပြောတတ်လာမှာဖြစ်ပါတယ်ပြောတဲ့အကျင့်မရှိဘူးဆိုလို့ရှိရင်တော့ပြောထွက်လာမှာမဟုတ်ပါဘူးတယောက်တည်းရွာလေပြီးတော့တိုင်ပတ်နေပါလိမ့်မယ်ကဲဒီနေ့မှာတော့အဲ့လိုမျိုးရွာလေတိုင်ပတ်နေတဲ့သူတွေအတွက်အင်္ဂလိပ်စကားပြောကောင်းကောင်းလေ့ကျင့်လို့ရမယ့်နေရာလေးတွေဒီလိုပြပြပြပါမယ်အကုန်လုံးက free ဖြစ်လို့လူတိုင်း join လို့ရမှာဖြစ်ပါတယ်ဖုန်းတစ်လုံးရှိအောင်နဲ့ join လို့ရမှာဖြစ်ပါတယ် application လေးတွေကနေစပြီးတော့ပြောပြပါမယ်ပထမတစ်ခုကတော့တကဘာလုံးဝလူတွေနဲ့ connect လုပ်လို့ရနိုင်မယ်အင်္ဂလိပ်စကားပြောလေ့ကျင့်လို့ရမယ် wiki app ဖြစ်ပါတယ်ပုံစံတစ်ခုဘာလို့ကွဲနေရလဲဆိုတော့ iOS သမားနဲ့ Android သမားတွေကိုသူကလူမျိုးခွဲခြားထားတာဖြစ်ပါတယ်download လုပ်ပြီးပြီဆိုရင်တော့သုံးလို့ရပါပြီမပူပါနဲ့သုံးပုံသုံးနည်းကိုပါတစ်ခါတည်းဒီပြောပြပေးပါမယ်ဒါနဲ့ခုပြောပြမယ့်ဟာတွေအကုန်လုံးကိုဒီကိုယ်တိုင်သုံးကြည့်ထားတာဖြစ်ပါတယ်ပထမဦးဆုံး wiki ရဲ့ဝင်မယ်အကောင့်ဖွင့်ပြီးသားရှိလို့ရှိရင်အဲ့အကောင့်ကိုပြန်ဝင်လိုက်ပါတကယ်လို့အကောင့်မဖွင့်ရသေးဘူးဆိုလို့ရှိရင်ကိုပိုင် Gmail တစ်ခုနဲ့အကောင့်ဖွင့်လို့ရပါတယ်ဖွင့်ပြီးသားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်မယ်ပေါ့နော်ဒီထဲမှာအများဆုံးကအိန္ဒိယလူမျိုးတွေများပါတယ်တချို့မြန်မာလူမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီအလဲကဖုန်းပုံစံအဝိုင်းတွေကဖုန်းပြောလို့ရတယ်ဒါ Facebook ဒီမှာလိုပဲ status တွေတင်လို့ရတယ်ကွာဒါသူတို့တင်ထားတဲ့ status တွေမှာကွာ comment ဝင်မှန်းလို့ရတယ် reaction ပေးလို့ရတယ်ကိုယ်တိုင်လည်း status တင်လို့ရတယ်ဒီမှာ what's on your mind ဆိုတဲ့နေရာမှာတခုတင်ပြမယ်ပေါ့နော် anyone who want to practice English with me ဆိုပြီးတော့မှကိုယ်ပိုင် status တခုတင်လိုက်မယ်ပေါ့နော်ရေးပြီးတော့ရင်ပြီးနာက publish ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါကိုယ်ပိုင် status တခုတင်ပြီးသွားပြီပေါ့နော်ဒီ notification နဲ့ကိုဝင်ကြည့်မယ်ဆိုရင်ဘယ်သူကကို favorite လုပ်လဲဘယ်သူကကိုရဲ့ status ကို comment မှန်လဲ like ပေးလဲ react ပေးလဲဆိုတာကြည့်လို့ရပါတယ်ပြီးတော့အဲ့လိုမျိုးလာပေးတဲ့သူတွေနဲ့ဒီမှာချက်လို့ရမယ်ပေါ့နော်ခုနက theory တင်လိုက်တဲ့ status မှာ comment လာမှန်တဲ့သူဒီမှာပါသူက yes လို့ပြန်မှန်ထားပါအဲ့အားကိုလိုက်ပေးလိုက်ပါမယ်အဲ့လိုမျိုး comment လာမှန်တဲ့သူနဲ့တွားပြီးတော့ပြောလို့ရပါတယ်ဒါကတော့ theory ရဲ့ wiki account ဖြစ်ပါတယ်တကယ်လို့ wiki app သုံးနေရင်လည်း theory ကိုတွေ့လို့ရှိရင်လာပြီးတော့ hide လို့ရပါတယ်ဒုတိယတစ်ခုကတော့ episodem ဆိုရယ်ရုပ်မြင်သံကြားအင်္ဂလိပ်စာလေ့လာလို့ရမယ့် application လေးပဲဖြစ်ပါတယ်သူက Zoom class တက်ရတယ်လို့ပဲအခြားနိုင်ငံကလူတွေနဲ့အင်္ဂလိပ်စာလေ့ကျင့်လို့ရတယ်ဒီ app ရဲ့အဓိကရည်ရွယ်ချက်ကလည်းအင်္ဂလိပ်စာလေ့လာဖို့အတွက်ပဲထုတ်ထားတာပေါ့နော်ဝင်ချင်းမှာကိုက interview တစ်ခုဖြေရမယ်ပေါ့နော်အဲ့ဒီကနေမှကိုဘယ် level အလိုက်သွားရမလဲဆိုတော့သူကတခါလေးပို့ပေးတယ်ဒါဆိုရင်တော့ wiki app နဲ့ episodem ကကဘာတဝမ်းမှာရှိတဲ့လူတွေနဲ့ connect လုပ်လိုက်ရင်လူစင်စစ်တွေနဲ့စကားပြောပြီးတော့ English speaking လေ့ကျင့်ခြင်းတဲ့သူတွေအတွက် application နှစ်ခုဖြစ်ပါတယ်ရှင်။ theory နောက်ထပ်ပြောပြပေးမယ် application တွေကကြတော့ကိုကလူတွေနဲ့စကားမပြောချင်တဲ့သူတွေလူတွေနဲ့စကားပြောရမှာကြောက်တဲ့သူတွေပြီးတော့စကားပြောရင်မှကြောက်တဲ့သူတွေအတွက် AI နဲ့စကားပြောလို့ရမယ် application တွေကို theory ကမိတ်ဆက်ပေးပါမယ်။ပထမတစ်ခုကကြတော့လူတိုင်းရင်းနှီးလောက်မဲ့အားလုံးလည်းသိပြီးသားဖြစ်မဲ့တငယ်ချင်းတို့ရဲ့မိတ်ဆွေကြီး ChatGPT ပဲဖြစ်ပါတယ်ရှင်ဒီ ChatGPT မှာ English speaking ကိုဘယ်လိုလေ့လာရမလဲဆိုတာကို theory ကဒီ improvement journey of theory ဆိုတဲ့ theory ရဲ့ YouTube channel မှာတင်ထားပြပါတယ်အဲ့ဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့ဒုတိယတစ်ခုကကြတော့ Practica ဆိုတဲ့application ဖြစ်ပါတယ်သူကကြတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ကိုယ့်ဘက်ကနေပြီးတော့မှကိုကဗျမ်းပရာတွေပြောင်းမြန်စောက်ထိုးတွေမဟုတ်ရုပ်တွေပြောမိတယ်ဆိုလို့ရှိရင်တော့မှသူ့ဘက်ကနေ automatically အမှန်ကိုပြန်ပြင်ပေးတာဖြစ်ပါတယ်
ဆိုတော့ဒီအချက်ကကိုစကားပြောတဲ့အခါမှာမှားလားမှန်လားဆိုတာကိုသူကတခါတည်းသိနိုင်မှာဖြစ်ပါတယ်ဒီ app နှစ်ခုကတော့ကိုလူစင်စစ်တွေနဲ့စကားမပြောရတဲ့သူတွေအတွက်ပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်မသိတာရှိရင်မေးနိုင်တယ်လို့မရှင်းတာရှိလို့ရှိရင်လည်း theory ကို comment မှာမှန်ခဲ့လို့ရပါတယ်ဒါဆိုရင်အားလုံးအဆင်ပြေကြပါစေရှင်